ဒေသအပေါ်တော့လွတ်တော်ဥက္ကဋ္ဌကြီးနဲ့လွတ်တော်ဒုတိယဥက္ကဋ္ဌဆိုရအဖွဲ့ဝင်ကြီးများကျွန်တော်လွတ်တော်ကိုယ်စားလှယ်များချမ်းသာချပါစေကြောင်းဆုမွန်တောင်းရင်နှုတ်ခွန်းဆက်တာပါကျွန်တော်တော့စကိုင်းတိုင်းဒေသကြီးခန်းဒီမြို့နယ်အမှတ်1တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦးမြတ်ကိုဖြစ်ပါတယ်ဥက္ကဋ္ဌကြီးရဲ့ခွင့်ပြုချက်အရဒီပွင့်ပြမေကိုတစ်ခုကိုတင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်ဒေသအပေါ်တော့လွတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာအမှတ်3ကျောင်းပေးခတ်တာလန်းအောင်ယူလန်းပေါ်မိုင်းတာစီကွန်ကရစ်လမ်းစုံအထိပေ955ပေအားကွန်ကရစ်လမ်းခင်းပေးရန်အစီအစဉ်ရှိမရှိကိုကျေပွင့်ပြအနေနဲ့မေးမြန်းတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ခန်းဒီမြို့ဟာတက်ခဲတဲ့မြို့ဖြစ်ပါတယ်လမ်းပိုင်းမှာဆိုရင်လည်းမပြည့်စုံတဲ့မြို့ဖြစ်ပါတယ်မြို့ပေါ်မှာရောကျွန်တော်ကြီးလက်တွေမှာပါလိုအပ်ချက်တွေအများကြီးရှိနေပါတယ်ခုတင်ပြတဲ့နောက်ယူလန်းဆိုလည်းနေ့စဉ်ကျွန်တော်ရဟန်းတန်ဃာတွေပြီးရင်ကျောင်းသူကျောင်းသားတွေပြီးရင်ပြည်သူလူထုတွေနေ့စဉ်သွားနေတဲ့လမ်းဖြစ်ပါတယ်ဒီလမ်းကကျွန်တော်တို့ကွန်ကရစ်ခင်းဖို့ရကြံနေပါတယ်ကျွန်တော်တို့ကြံတာလည်းအများကြီးကြံတာမဟုတ်ပါဘူးကျွန်တော်တို့ခတ်တာလမ်းမှာဆိုရင်ကျွန်တော်440ပေလောက်ကြံနောက်ယူလမ်းမှာဆိုရင်1115ပေကြံပါတယ်အဲ့လိုကြံနေလို့မလို့ကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူတွေရဲ့အခွန်ကောက်နဲ့ကျွန်တော်ဆောင်ရွက်မယ်ဆိုတာလည်းကျွန်တော်သိပါတယ်ကျွန်တော်တို့ပြည်သူရဲ့အခွန်အခနဲ့ခန်းတီးမြို့ရဲ့ဝင်ငွေနဲ့ကျွန်တော်တို့ကမတက်နိုင်တဲ့အတွက်ကျွန်တော်တင်ပြအကူအညီတောင်းခံရခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ဒေသပေါ်သောဥက္ကဋ္ဌကြီးခင်ဗျာနေ့စဉ်အမြဲအသုံးပြုနေသောအမှတ်3ကျောင်းကတ်တာလန်းနောက်ယူလမ်းမပေါ်တာစီလန်းကွန်ကရစ်လမ်းစုံအထိပေ1555ပေအားကွန်ကရစ်လမ်းခင်းခြင်းပြုလုပ်ပေးရန်စီစဉ်ရှိမရှိကိုဥက္ကဋ္ဌကြီးမှတစ်ဆင့်ပြည်သူများကိုစားလေးစားစွာတင်ပြမေးမြန်းအပ်ပါတယ်ကျေးဇူးတင်ပါတယ်သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင်ကြီးကဖြေကြားရန်ဖြစ်ပါတယ်လေးစားပါသောစကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနဲ့လွှတ်တော်ကိုယ်စားလှယ်များတိုင်းဒေသကြီးအစိုးရဖွဲ့ဝင်ဝန်ကြီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကြောင်းဆုတောင်းအပ်ပါတယ်ကျွန်တော်ကတော့စကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့စီမံသားရေးဝန်ကြီးဒေါက်တာတောင်းနိုင်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဒီခန်းဒီမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမှတ်1ဦးမြတ်ကိုရဲ့မေးခွန်းဖြစ်တဲ့အမှတ်3ကျောင်းခတ်တာလန်းနဲ့နောင်ရိုးလန်းအော်မိုင်းတာစီကွန်ကရစ်လန်းအထိပေ1555ပေအားကွန်ကရစ်ခင်းပေးရန်အစီအစဉ်ရှိမရှိမေးခွန်းနဲ့ပတ်သက်ပြီးတော့မှဖြေကြားသွားမှာဖြစ်ပါတယ်လေးစားပါတော့စကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနဲ့ကိုယ်စားလှယ်ပေါင်းခင်ဗျာတို့ခန်းဒီမြို့အထက်က3အနီးမှာဆိုလို့ရှိရင်ခတ်တာလန်းဟာပေ1650ပေရှိပြီးတော့မှလက်ရှိမှာဆိုလို့ရှိရင်ပေ495ပေကွန်ကရစ်ခင်းထားပြီးဖြစ်ပါတယ်ဒါကြံတာတော့ကြည့်ပါသေးတယ်ခုကျွန်တော်တို့အနေနဲ့တော့440ပေကွန်ကရစ်လမ်းခင်းဖို့ရှာအတွက်စီမံထားပါတယ်ခင်ဗျနောက်တစ်ချက်ကတော့နောင်ရိုးလမ်းမှာစုစုပေါင်းလမ်းရှည်ကတော့6100နဲ့5ပေရှိပါတယ်6990ပေကတော့ကွန်ကရစ်လမ်းခင်းပြီးဖြစ်ပါတယ်1115ပေဟာကွန်ကရစ်ခင်းရန်အတွက်ကြံရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်ခတ်တာလမ်းနဲ့တစ်ဆက်တည်းကွန်ကရစ်လမ်းအဖြစ်စုစုပေါင်းပေ1555ပေကိုခင်းဖို့ရှာအတွက်စီမံထားပါတယ်ခင်ဗျဒါခတ်တာလမ်းနဲ့နောင်ရိုးလမ်းဆိုလို့ရှိရင်အထက်က3ကျောင်းရဲ့မြောက်ဘက်မှာရှိပြီးတော့မှကျောင်းသားကျောင်းသူတွေတွာလာရေးလွယ်ကူချုံးမွေးစရန်နဲ့မြို့တွင်အဓိကအသုံးပြုနေတဲ့လမ်းပိုင်းဖြစ်တဲ့အတွက်ကြောင့်မို့အဆိုပါလမ်းတစ်လမ်းခင်းရန်ကြံရှိတဲ့ပေ1555ပေကိုအကျယ်14ပေဒု6လက်မရှိတဲ့ကွန်ကရစ်လမ်းအဖြစ်အဆင့်မြင့်တင်ဆောင်ရွက်ပေးရေးဒေသနာစီမံကိန်းထဲမှာထည့်သွင်းရထားပြီးတော့မှရန်မုံငွေရရှိတဲ့အပေါ်မှာမူတည်ပြီးအကောင့်ထဲပေါ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းဖြေကြားပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်